ပြင်သစ်ရဲ့ကမ္ဘာဗလာအိမ်မက်အတွက်အရေးပါနေစေကြော်ကလေးအားလုံးပဲမင်္ဂလာပါမော်ဆီယာနံပါတ်1 online အေဂျင့်မှာကြိုးဆိုပါရစေမင်္ဂလာရှိသောနေ့ရက်လေးတွေပိုင်းဆိုင်နိုင်ပါစေကြောင်းဥစွာပထမဆုတောင်းမြတ်တာပို့ထားလိုက်ပါတယ်ဘောလုံးကောက်ဝင်ကစားလိုကမော်ဆီယာနံပါတ်1အေဂျင့်တို့လာရောက်ဆော်ကစားနေမှာကြောင်းသတင်းကောင်းပါပါတယ်အားကစားသတင်းများခံမှန်းချက်များနေ့စဉ်တင်ဆက်ပေးနေပါတယ်အကောင့်လေးကိုလည်း like and follow ပြုလုပ်ထားဖို့မြတ်တာရက်ခံလိုက်ပြရစီခင်ဗျာနဗျူတန်လာနှစ်ဦးပေါင်ကျိုးဆိုတဲ့မြမစကပုံစကားအတိုင်းကန်ဒီလည်းပဲပြင်သစ်အသင်းမှာပြန်လည်ပါဝင်လာတော့ပြင်သစ်ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရောစူးစမ်းအားထုတ်မှုအပိုင်းမှာရောတည်တည်သားလေးတိုးတက်ပြောင်းလဲတာကိုတွေ့ရပါတယ်ပြင်သစ်အသင်းရဲ့နှစ်ရှည်လာများစွာအသက်မဲ့နေခဲ့ရတဲ့ကွင်းလင်ဟာလည်းပဲအသက်ပြန်ဝင်လာခဲ့သလိုကန်ဒီတယောက်ပြန်လည်ပါဝင်လာတဲ့အခါစိမ့်လန်းဆူပြေလာတာကိုတွေ့ရှိရပါတယ်ကန်ဒီကတော့အရင်လိုပုံစံကောင်းတွေကိုပြသနေတော့မှာပဲဘရာဇီးအသင်းနဲ့ခြေစမ်းပွဲမှာပြင်သစ်အသင်းအတွက်လူစားဝင်ကစားခဲ့တယ်ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာတော့အသင်းကောင်းဆောင်အဖြစ်ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်ပွဲစဉ်နှစ်ပွဲစလုံးမှာအထိုက်အလျောက်ပုံစံကောင်းတွေပြသနိုင်ခဲ့တယ်လို့ပြောဆိုရမှာပါ။ကန်ဒီလိုကစားသမားမျိုးပါဝင်လာတာကပြင်သစ်အသင်းအတွက်အများကြီးအထောက်အကူပြုစေပါတယ်။2022ကမ္ဘာ့ဖလားဖိုင်နယ်တုန်းကလည်းကန်ဒီမပါဝင်တဲ့ပြင်သစ်အသင်းဟာအာဂျင်တီးနားကွင်းလယ်ကိုလုံးဝမရှင်ပြိုင်နိုင်ခဲ့ပါဘူး။အခုလာမယ့်ကမ္ဘာ့ဖလားမှာတော့2022ကထက်ပိုပြီးကောင်းတဲ့လူစင်းကိုပြင်သစ်အသင်းကရရှိလိုထားခဲ့ပါပြီ။ကန်ဒီပြန်လည်ပါဝင်လာလို့ပြင်သစ်အတွက်ကလူပိုမဖြစ်စေသလိုဝင်တော့ဝင်ဖို့လည်းမဖြစ်စေပါဘူး။အချို့ဘောတကားစစ်တာပဲဖြစ်ပေါ်စေဦးမှာပဲ။တိုက်စစ်ကဒမ်မီလီအမ်ဘာပေလက်ရှိကမ္ဘာအကောင်ဆုံးတိုက်စစ်မူလီတဲကတယောက်ရှိနေသလိုလက်ရှိ PSG ရဲ့ကိုသွန်းဆက်ဘောလင်းရီယောစုရှိဒမ်ဘီလီရှိနေခြင်းဆိုတဲ့အပေါ်မှာအလွန်အင်မတန်မှအားရစရာကောင်းနေပါတယ်။အရန်တိုက်စစ်မှုကလည်း EGD လိုကစားသမားမျိုးဆိုတော့သူတို့အသင်းဟာအရန်လွင်အားကစားသမားစည်းရင်းမှာတောင်းတင်းနေတာကိုတွေ့ရပါတယ်။ကွင်းလင်ကလည်းချူအာမန်ဒီချာကီကန်ဒီကမပင်ကရာဗီယိုလိုကစားသမားတွေနဲ့ဆိုတော့ဒီနေ့ကမ္ဘာ့ဖလားပြင်သစ်အတွက်ပဲဖြစ်သွားမလားဆိုတာဆက်လက်စောင့်ကြည့်ရတော့မှလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးအနေနဲ့အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ